အားလုံးပဲမင်္ဂလာပါခင်ဗျာ။အော်စားတော့ကဲပေးရပြန်လဲကြိုဆိုလိုက်ပါတယ်။အော်ဒီနေ့အာလူဖြုတ်ပြီးတော့အာလူကတ်တလေးကြော်ပါမယ်ခင်ဗျာ။အာလူကတ်တလေးကြော်ရန်အတွက်ပါဝင်ပစ္စည်းလေးကိုလည်းပြင်ဆင်ထားပြီးရသာရှိနဲ့ပြီးတော့အရန်စားကောင်းတဲ့အာလူကတ်တလေးကြော်စားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကတော့အိမ်ရှိမတိုင်းမှာအိမ်မှာရှိနေတဲ့ပါဝင်ပစ္စည်းရိုးရှင်းတဲ့ပါဝင်ပစ္စည်းလေးတွေပဲသုံးပြီးအရသာရှိလေးကိုကြော်ထားတဲ့အာလူကတ်တလေးကြော်လေးပဲဖြစ်ပါတယ်ခင်ဗျာ။ကိုသိချင်တာရှိရင်လည်း comment လေးမှာမေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။